လုံမဏီဥယျာဉ်ကိုသွားရလမ်းမှာနီပေါနိုင်ငံရဲ့ထာဝရမီးရှူတိုင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီမီးရှူတိုင်ကိုနိုင်ငံတကာငြိမ်းချမ်းရေးနေ့ဖြစ်တဲ့1986ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာကုလသမဂ္ဂရုံးမှအားကစားသမားများတည်ဆောင်လာခဲ့တဲ့မီးရှူတိုင်ကိုနီပေါနိုင်ငံတော်ဝင်မင်းသားကြီးဒါနန္ဒရာပါပီထရန်ကအပြည်ပြည်ဆိုင်ရာကမ္ဘာငြိမ်းချမ်းရေးအထိမ်းအမှတ်အနေနဲ့စိုက်ထူခဲ့တာပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးမီးရှူတိုင်ရဲ့အရှိမငြိမ်းချမ်းရေးတူးမြောင်းရှိပါတယ်။ဒီတူးမြောင်းရဲ့အထိပ်မှာတော့ငြိမ်းချမ်းရေးစီဒီကိုလည်းအဝေးကနေဖူးမြင်နိုင်ကြပါတယ်။မီးရှူတိုင်ရဲ့ညာဘက်မှာတော့ဂျပန်နိုင်ငံကလှူဒန်းထားတဲ့ငြိမ်းချမ်းရေးခေါင်းလောင်းကြီးကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဗုဒ္ဓမြတ်စွာဣတိပိသောဘဂဝါမစ္စည်းမပရိပရာမေဃလန်ချီမစ္စည်းမပရိပရာမေဃလန်ချီဒီနေဘူးရီမန်းဆိုင်ရောက်မြန်း၍သူကတော်မြည်ပေ၏သူကတော်မြည်ပေ၏အိုးဗုဒ္ဓသာသနာစီယာလိတ်တူဗုဒ္ဓသာသနာစီယာလိတ်တူသာလုံပဏီဥယျာဉ်ဟာသုတ္တရဏမင်းကြီးရဲ့ကပိလဝတ်နေပြည်တော်နဲ့အင်စနမင်းကြီးတို့ရဲ့ဒေဝဒဟနေပြည်တော်နှစ်ခုအကြားမှာတည်ရှိခဲ့တာဖြစ်ပါတယ်။ဒီလုံပဏီဥယျာဉ်ကြီးဟာဖျားအလောင်းတော်ဖွားမြင်တော်မူခဲ့တဲ့နေရာဌာနဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဝင်တို့အတွက်သာမကကမ္ဘာတစ်ဝန်းလုံးကအခြားဘာသာဝင်တွေအတွက်ပါမုံမြတ်တဲ့တန်ဝေကယူပွဲရာတန်ဝေစနစ်ရဌာနတစ်ခုပဲဖြစ်ပါတယ်။မေရောမာယာဒေဝီမိဖုရားကြီးဟာတရေတီပြီးဆယ်လကြာတဲ့အခါမှာတော့ခမည်းတော်မေရောတို့နဲ့ဆွေတော်မျိုးတော်များရှိတဲ့ဒေဝဒဟတိုင်းပြည်ကိုတွားလိုတဲ့ဆန္ဒဖြစ်ပေါ်ခဲ့တဲ့အတွက်ကပိလဝတ်ပြည်မှဒေဝဒဟပြည်ကိုတွားခဲ့ပါတယ်။လန်ကီအကြားအင်ဂျင်တော်ကိုရောက်တဲ့အခါမှာပင်လုံးကျုပ်ပွင့်ပြီးကျင်းငယ်တာရကာတို့နဲ့အလွန်တာယာပွဲကောင်းတဲ့အတွက်ကြောင့်တခဏတာနားခုခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအင်ဂျင်ပင်ကြီးရဲ့အခက်ဟာညှွတ်ကြလာတဲ့အတွက်ကြောင့်အင်ဂျင်ကက်ကိုကင်လိုက်တဲ့ချိန်မှာပဲမြေကြီးတုန်လှုပ်ခြင်းနေလကျဲတို့ဟာတပြိုင်နက်ထွန်းလင်းခြင်းစတဲ့32ပါးသောအံ့ဩဖွယ်ရာအတိတ်နမိတ်တွေဖြစ်ပေါ်လာခဲ့ရပါတယ်။အဲ့ဒီနေရာမှာပဲတန်ရှင်းစင်ကြယ်စွာလက္ခဏာကြီးငယ်တို့နဲ့ပြည့်စုံတဲ့ဖျားလောင်းတိတ်တထမင်းသားကိုဖွားမြင်တော်မူခဲ့ပါတယ်။ဖွားမြင်တော်မူပြီးတဲ့အခါမှာတော့ကောင်းကင်ကရေရင်နှစ်သွယ်တို့ဟာမေတော်နဲ့သားတော်တို့အားချမ်းမြကြည်သာဝေဒနာမရှိစေခြင်းဟာတွန်းဖြန်းခဲ့ကြပါတယ်။အချိန်ကတော့မဟာတက္ကရာ68ခုနှစ်ကစုံလပြည့်တောက်ကြနေပဲဖြစ်ပါတယ်။ဖျားအလောင်းတော်ဟာဖွားမြင်တော်မူပြီးချင်းဗြမာကြီး၄ယောက်တို့ရဲ့ရွှေကွန်ရဲ့စတုမဟာရစ်နမင်းကြီး၄ပါးတို့ရဲ့တင့်နဲ့ရီလူတို့ရဲ့ဘွဲဖြူပစိုးတို့ဖြင့်အဆင့်ဆင့်ခံယူပြီးတဲ့နောက်မြေပြင်သို့တက်ဆင်းကအရှိအယက်မှမြောက်ရက်သို့လှည့်တော်မူလျက်ခုနှစ်ဖွားကြွလန်းတော်မူပြီးအကောဟာမတ္တမိလောကတ္တစစ်တော်ဟာမတ္တမိလောကတ္တတစ်တော်ဟာမတ္တမိလောကတ္တဆိုပြီးသုံးခုသောစကားဖြင့်ကျုံးဝတော်မူခဲ့တဲ့နေရာလည်းပဲဖြစ်ပါတယ်အာကုသိုလ်နဲ့ထိုဘုံဘဝမတိယညာလာအပြည့်တွေဘုရားရှင်တော်ဝင်ထုံးပေါ်၍ဟောပေါ်ညွှန်ကြားမြတ်တရားကြောင့်ဤသာကုသိုလ်
အာဟုသောနှင့်ထိုထိုဘုံဘုံ မေရောမာယာအုတ်ကျောင်းထိုက်ရဲ့ဘေးကလျက်မှာတော့အာတောကမင်းကြီးစိုက်ထူထားတဲ့အာတောကကြောက်တိုင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကြောက်တိုင်ကြီးရဲ့အမြင့်ဟာ73ပေ6လက်မှရှိပြီးလုံးဖက်အနေနဲ့3ပေ3လက်မှရှိတယ်လို့သိရပါတယ်။အာတောကမင်းကြီးဟာနန်းဆန်နှစ်20မှာဒီလုံမဏီဒေသကိုရောက်ရှိခဲ့ပြီးဇေဒီပထိုးများတီကအထိမ့်အမှန်ကြောက်တိုင်ကိုလည်းစိုက်ထူခဲ့တာဖြစ်ပါတယ်။အာတောကမင်းကြီးဟာဖျားလောင်းဖွားမြင်တော်မူရာနေရာဖြစ်တဲ့အတွက်လုံပနီရွာကိုအခွန်တော်လွန်ငင်းတွင်ပြုကြောင်းကိုဒီကြောက်စာတိုင်းပေါ်မှာယဟိအခရာနဲ့ရေးထိုးခဲ့တယ်လို့သမိုင်းမှတ်တမ်းများအရသိရပါတယ်။အာတောကမင်းကြီးရဲ့ကျေးဇူးတော်ကြောင့်ဗုဒ္ဓအမွေနှစ်များကိုအခုလိုပြန်လည်ဖူးမြော်နိုင်တာပဲဖြစ်ပါတယ်။မေရောမာယာအုတ်ကျောင်းရဲ့တောင်ဘက်မှာတော့ရေကန်တစ်ခုရှိပါတယ်။အဲ့ဒီရေကန်ဟာဖျားလောင်းပွားမြင်တော်မူပြီးမေရောနဲ့သားတော်တို့ကိုလက်တန့်စင်ဖို့ရေပူစမ်းနဲ့ရေအေးစမ်းဆိုတဲ့ရေအရင်နှစ်သွဲတို့စီးဆင်းလို့လာခဲ့ကြပါတယ်။အဲ့ဒီရေတွေကြောင့်ဒီရေကန်ငယ်ဖြစ်ပေါ်လာတယ်လို့သမိုင်းမှတ်တမ်းများအရသိခဲ့ရပါတယ်။ဖျားပူဓမ္မမိတ်ဆွေများယခုရောက်ရှိနေတာကတော့တန်ဝေစနိယလေးဌာနမှာတခုအပါဝင်ဖြစ်တဲ့မြတ်ဗုဒ္ဓပြိဋိဘံဆံဝင်တော်မူခဲ့ရာကုသိနာယုံအင်ချင်းရကုံပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဟာ45ဝါကာလပတ်လုံးနိညာမအားတရဝါတို့အားတရားရည်ဤအမြိုက်စီတိုက်ကျွေးတော်မူခဲ့ကပြိဋိဘံပြုတော်မူဖို့အတွက်ကုသိနာယုံသို့ကြွတော်မူခဲ့ပါတယ်ဖျားရှင်သည်ကုသိနာယုံမှာပြိဋိဘံဆံတော်မူရခြင်းဟာမဟာတုတ္တနတုတ်ကိုဟောဝင်တင်ခြင်းသူပဒ္ဒပရပိုက်ကိုဆုံးမတော်မူရခြင်းဓာတ်တော်ကိုလူရဲကြတဲ့ကလဟဝိဝါဒမှာဒေါနပုံနာဖြန့်ပြေပြီးဝေဖန်နိုင်ခြင်းအစရှိတဲ့အကြောင်း၃မျိုးတို့ကိုမြင်တော်မူတဲ့အတွက်ကုသိနာယုံသို့ကြွလာရခြင်းဖြစ်ပါတယ်အဲ့ဒီလိုကြွချီတော်မူလာရာကုသိနာယုံမာလာမင်းတို့ရဲ့အင်ချင်းဥယျာဉ်သို့ရောက်တော်မူလာခဲ့ပါတယ်အဲ့ဒီဥယျာဉ်ရဲ့အင်ချင်းပင်ပြိုနှစ်စုံရဲ့အကြားမှာရတနာညောင်ဆောင်ကိုမြောက်ရက်သို့ဥကောင်းလှည့်ကခင်းကျင်းစေခဲ့ပါတယ်မြတ်စွာဘုရားဟာအဲ့ဒီရတနာညောင်ဆောင်ပေါ်မှာလက်ရာနှထောင်းဖြင့်လှဲလျောင်းတော်မူခဲ့ပါတယ်အဲ့ဒီအခါခေါင်းရင်းနဲ့ခြေရင်းတို့မှာရှိတဲ့အင်ချင်းပင်ပြိုတို့ဟာအခါမဲ့ပွင့်တဲ့ပန်းတို့ဖြင့်ပင်လုံးကျွတ်ပွင့်ကုန်ပြီးမြတ်စွာဘုရားရဲ့ကိုယ်တော်ထက်သို့ဝိမုံဝိဆန်တို့မပြတ်တမ်းဖြန့်ကျဲခဲ့ကြပါတယ်ဥယျာဉ်တွင်မှရှိတဲ့တစ်ပင်ပေါင်းတို့ဟာလည်းနှာမောင်းဆက်ခါဆက်ခါဖျားရှိရာသို့ရှေးရှုညွှတ်လျက်ပင်လုံးကျွတ်ပွင့်ကုန်ကြပြီးဖျားရှင်အားပူဇော်ခဲ့ကြပါတယ်တထောင်သောလောကရမှာရှိကြကုန်သောနတ်မြမအပေါင်းတို့ဟာမြတ်စွာဘုရားရှင်ကိုပန်းနတာတို့ဖြင့်ပူဇော်ခဲ့ကြပါတယ်
မြတ်စွာဘုရားရှင်ဟာဝေဒနာကိုခံစားနေရပေမဲ့လည်းညင်ဦးရံမှာမန္လမင်းတို့အား၎င်းတကောင်ရံမှာသူပရပရပိုက်အားတရားရည်ဤအမြိုက်စေးတိုက်ကြွေးပြီးယဟန္တာဖြစ်သူရောက်ရှိစေရန်၎င်းမိုးတောက်ရံမှာယဟန်ပရိသတ်တို့နှင့်တကွာနတ်မြမအပေါင်းတို့အား၎င်းတရားဟောကြားတော်မူပြီးနောက်ဆုံးဩဝါဒအနေနဲ့ဟန္တာဒါနီဘိက္ခဝေအစရှိတဲ့နောက်ဆုံးစကားအပ္ပမာဒတရားကိုဟောကြားတော်မူခဲ့ပါတယ်သူပရယဟန်ဟာမြတ်စွာဘုရားလက်ထက်တော်မှာနောက်ဆုံးယဟန္တာတစ်ပါးအဖြစ်ထင်ရှားခဲ့ပါတယ်အဲ့ဒီနောက်ဘုရားရှင်ဟာမိုးတောက်ခန်းဤလင်းအားကြီးချိန်မှာအနုပါရိတေတနိဗ္ဗာန်ဓာတ်ဖြင့်ပြိဋိနိဗ္ဗာန်ဆံတော်မူခဲ့ပြီးဒုက္ခဇတ်သိမ်းချုပ်ငြိမ်းတော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေရာဟာတန်ဝေစနိယလေးဌာနမှာပါဝင်တဲ့ထူးမြတ်တဲ့နေရာဌာနတစ်ပါးဖြစ်ပါတယ်မဟာပရိနိဗ္ဗာန်ဇီဒီတော်ကြီးရဲ့အရှိတောင်ဘက်ခံရွံ့ရွံ့မှာအင်္ဂါရဇီဒီတော်ကြီးရှိပါတယ်မြတ်စွာဘုရားရဲ့ဥရုဇယုတ်ကလတ်တော်ကိုတေဇောတက်လောင်ကျွမ်းရာဌာနဖြစ်ပြီးဒေသခံများကရမန်ဘာလို့ခေါ်ဆိုကြပါတယ်မန္လမင်းတို့ရဲ့အုတ်ဆောင်ထုံးဖွဲ့တဲ့နေရာဖြစ်တာကြောင့်မကုဒဗန္ဒနာအရက်လို့လည်းခေါ်ဆိုကြတယ်လို့သိရပါတယ်မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ပြုပြီး9ရက်မြောက်တဲ့နေ့မှာဥရုဇယုတ်ကလတ်တော်ကိုမြို့ရဲ့တောင်ရက်မှာမိသူကြိုကိုမန္လမင်းရှိဥတို့ကမချီယာမှာမရနိုင်ပဲရှိခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အရှင်အနုရုဒ္ဓမထေရအားမေးလျှောက်ချက်အရာနတ်တို့ရဲ့အလိုဆန္ဒအတိုင်းဥရုဇယုတ်ကလတ်တော်ကိုတည်ဆောင်ပြီးမြို့ရဲ့အရှိတကားမှထွက်ခါမင်းတို့မင်္ဂလာပြုရာဖြစ်တဲ့မကုတဗန္ဒနာအရက်မှာအတောင်120မြင့်နဲ့စန္ဒကူးထင်းပုံထက်မှာတေဇောတက်လောင်ကျွမ်းစေခဲ့တာပဲဖြစ်ပါတယ်တေဇောတက်လောင်ကျွမ်းပြီးကိုတော်ရဲ့အသားအရည်နဲ့အယူတို့ဟာရွှေစင်တကွဲပလဲအုပ်လားချက်ရားစီအစင်းရှိတဲ့ဓာတ်တော်တို့အဖြစ်တည်ရှိခဲ့ကြကုန်ပါတယ်စန္ဒကူးထင်းပုံအားလုံးမီးလောင်ပြီးတဲ့အခါကောင်းငင်က၎င်းအင်ဂျင်ပင်ပြိုများရဲ့ခွာကြားမှ၎င်းထက်ဝင်းကျင်မြေပြင်မှ၎င်းရေအလင်းရေလုံးကြီးများထင်းပုံပေါ်ကိုဆွတ်ဖြန်းစေပြီးမြင့်ငိမ့်စေခဲ့ပါတယ်မြတ်စွာဘုရားရဲ့ဥရုဇယုတ်ကလတ်တော်ကိုတေဇောတက်လောင်ကျွမ်းပြီးတဲ့နောက်အဲ့ဒီနေရာမှာပဲဇေဒီတော်တည်ခဲ့တဲ့အတွက်ကြောင့်အင်္ဂါရဇေဒီမိသွေးဇေဒီလို့ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ဘာဝပြေကနေကုသိနာယုံတို့ကြွားရောက်တော်မူလာရာပြိဋိနိဗ္ဗာန်ဆံဝင်တော်မမူခင်နောက်ဆုံးရေကြီးတော်ဖုံးပေးသုံးဆောင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဒေသခံတွေကတော့မာထကူဝါလို့ခေါ်ဆိုကြပါတယ်။ဖျားရှင်ကုသိနာယုံတို့ကြွတော်မူရာလမ်းခီးမှာပြင်းထန်စွာသောသွေးဝမ်းတော်တဲ့ဝေဒနာကိုခံစားတော်မူရတဲ့အတွက်ပင်ပန်းတော်မူတာကြောင့်အရှင်အာနန္ဒာအားဒီနေရာမှာရေကြီးတော်ကိုစက္ကပ်စေခဲ့တဲ့နေရာဖြစ်ပါတယ်။အခုအခါမှာတော့မြတ်ဗုဒ္ဓရေကြီးတော်တောက်သုံးခဲ့ရာအထိမ့်မှန်အဖြစ်နဲ့အုတ်တိုက်ငယ်တစ်ခုရှိပြီးအတွင်းမှာဘူမိဖတ်တမုဒရာရုပ်ပွားတော်တစုကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်။အခုမြင်တွေ့ရတဲ့ဇေဒီကြီးက
ကုသနာယုံနဲ့ဝေသာလီကြားမှာတည်ရှိတဲ့ကေစရိယဇေဒီတော်ကြီးဖြစ်ပါတယ်ဒီဇေဒီကြီးနေရာမှာမြတ်စွာဘုရားရှင်ဟာကာလမမင်းသားအပေါင်းတို့အားကာလမတုတ်တန်ဟောကြားခဲ့တဲ့နေရာဖြစ်ပါတယ်မြတ်စွာဘုရားသည်ကာလမမင်းသားအပေါင်းတို့အားဗြဟ္မဏဝါဒီဂျိန်းဝါဒစသောဝါဒများနဲ့ပတ်သက်ပြီးယုံကြည်ကိုးကွယ်မှုအယူဝါဒကိုရွေးချယ်ရမှာတန်တရားဖြစ်နေခြင်းကလွတ်မြောက်ရေးအတွက်ကာလမတုတ်တန်ကိုဒီနေရာမှာဟောကြားတော်မူခဲ့ပါတယ်ဝေသာလီနဲ့ကီလိုမီတာ20ခန့်ကွာဝေးသောကုသနာယုံနဲ့ဝေသာလီသို့သွားရလမ်းမှာအရင်ကကေသမုဒ္ဒိနိုင်ငံလို့ခေါ်ဆိုခဲ့တဲ့နေရာပဲဖြစ်ပါတယ်ဒီဇေဒီတော်ကြီးကိုတိရိဓမ္မသောကမင်းကြီးတည်ထားကိုးကွယ်တော်မူခဲ့ပါတယ်ဝေသာလီဟာမြတ်ဗုဒ္ဓလက်ထက်တော်အခါကအမတန်သားရာစီကားပြီးအချင်းချင်းညီညွတ်ကြတဲ့လိပ်စွီမင်းများအုပ်ချုပ်ခဲ့တဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်ဝေသာလီပြည်မှာကတ်ကြီးသုံးပါးဆိုက်ရောက်တဲ့အခါဖျားရှင်ဟာနောက်ပါတန်ဃာတော်များနဲ့ကြွရောက်တော်မူကားအရှင်အာနန္ဒမထေရအားယရဏတုတ်ပရိတ်ကိုတင်ကြားပြသဟောကြားတော်မူပြီးဝေသာလီမြို့တတိုင်းသုံးတက်အကြားမှာရွတ်ဖတ်စီခဲ့ပါတယ်အရှင်အာနန္ဒာပရိတ်တော်ရွတ်ဖတ်လိုက်တဲ့အချိန်ကစပြီးကာယောဂါများကင်းဝေးခဲ့ပါတယ်။ဒါကြောင့်လိပ်စွီမင်းတို့ဟာဖျားရှင်အားအလွန်ကြည်ညိုပြီးဝေသာလီပြည်မဟာဝုံတော်မှာဂူတာကာရကျောင်းတော်ကြီးကိုစောက်လုပ်လှူဒန်းခဲ့ပါတယ်။မြတ်ဗုဒ္ဓဟာဝေသာလီပြည်အနီးဝေလူဝါရွာမှာနောက်ဆုံးဝါကတ်တော်မူပြီးအာယုသင်္ခါရလွတ်တော်မူခဲ့တယ်လို့သိရပါတယ်။ဖျားရှင်ပြိဋိဘံဆံပြီးနှစ်အနေငယ်ကြားတဲ့အခါအဇာရတမင်းကြီးဟာဝေသာလီကိုမာဂရတိုင်းလက်အောက်ခံအဖြစ်သိမ်းပိုက်ခဲ့ပါတယ်။သာသနာတော်နှစ်100ရောက်တဲ့အခါမှာတော့ဝေသာလီပြည်မှာဒါလာတောကမင်းကြီးရဲ့အထောက်အပံ့နဲ့သာသနာတော်ရဲ့အသက်တပွဲဖြစ်တဲ့ပိဋကတ်တော်တို့ကိုယဟန္တာမထေပေါင်း900တို့စုယုံပြီးရှစ်လတိုင်းတိုင်းဒုတိယသင်္ဃာယနာတင်ခဲ့တာပဲဖြစ်ပါတယ်။မိရွေးတော်ဂေါတမီရဲ့တောင်းပန်မှုကြောင့်ဘိက္ခုနီသာသနာကိုဒီဝေသာလီမှာခွင့်ပြုတော်မူခဲ့တာကြောင့်ဘိက္ခုနီဝိခွင့်ရခဲ့တဲ့နေရာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဝေသာလီပြည်ဟာသာသနာတော်မှာတမိုင်းဝင်နေရာတစ်ခုအဖြစ်တည်ရှိခဲ့တာပဲဖြစ်ပါတယ်။ဝေသာလီပြည်မှာရှိတဲ့လိပ်စွီမင်းများဝေစုရတဲ့ဓာတ်တော်များကိုဌာပနာပြီးတည်ထားကိုးကွယ်ခဲ့တဲ့ဓာတ်တော်တိုက်နေရာပဲဖြစ်ပါတယ်။မြတ်ဗုဒ္ဓပြိဋိဘံဆံပြီးကျွင်းကြံရစ်တဲ့ဖျားရှင်ရဲ့ဓာတ်တော်များကိုရှစ်ပြည်တော်မင်းတို့ရဲ့ဆရာဖြစ်တဲ့ဒေါနာပုံနာကြီးကဓာတ်တော်များကိုခွဲဝေပေးတဲ့အခါလိပ်စွီမင်းများကဝေစုရတဲ့ဓာတ်တော်များကိုဌာပနာပြီးဒီနေရာမှာဓာတ်တော်တိုက်ဖြစ်တည်ထားကိုးကွယ်ခဲ့ပါတယ်။အရင်ကဒီနေရာမှာဇေဒီကြီးတဆူရှိပြီးအခုခါမှာတော့ဇေဒီနေရာဟာကျိုင်းကွက်ဖြစ်ပြီးနှိမ့်လို့နေပါတယ်။ဇေဒီအောင်အုပ်ပုံကိုတန်တိုင်းများဖြင့်ကာယံထားကမိုးတံလေတံကာကွယ်ဖို့အတွက်သွပ်ပြားများမိုးထားပါတယ်။ဒါကြောင့်ဒီနေရာဟာလည်းဖျားရှင်ရဲ့ဓာတ်တော်များထားရှိရာဓာတ်တော်တိုက်နေရာဟောင်းဖြစ်တဲ့အတွက်လာရောက်ဖူးမြော်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
နာလန္ဒာတက္ကသိုလ်ကြီးကို1198ခုနှစ်မှာအရှင်နာဂအစ္ဆုနာဆရာတော်နဲ့ကုမာရဂௌတမင်းတို့ကတည်ထောင်ခဲ့ကြပါတယ်ဒီနာလန္ဒာတက္ကသိုလ်ဟာအရှင်သာရိပုတ္တရာရဲ့ဇာတိနာလကရွာမှာတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်ပို့ချသင်ကြားပေးတဲ့ဆရာပေါင်း300ခန့်ရှိပြီးနိုင်ငံစုံကလာရောက်ပညာသင်ယူတဲ့ကျောင်းသားပေါင်း1000ကျော်ရှိခဲ့တဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ရှေးအုံအောင်တို့ကိုကြည်ချင်းအားဖြင့်ဒီကျောင်းတော်ကြီးဟာတစ်ချိန်လုံးကခမ်းနားစွာလက်ရာမြောက်စွာဖြင့်ဆောက်လုပ်ခဲ့တာကိုသိရှိနိုင်ပါတယ်နာလန္ဒာတက္ကသိုလ်ကြီးဟာအလွန်ပင်ကြီးကျယ်ခမ်းနားလာတဲ့အတွက်ဘုရင်နန်းတော်များထက်ပင်ချိန်ရှားကြော်ကြားခဲ့တဲ့နေရာဖြစ်ခဲ့တယ်လို့ဆိုခဲ့ကြပါတယ်တစ်ချိန်ကနန်းတော်ကြီးတမျှကြီးကျယ်ခမ်းနားလာတဲ့ဒီတက္ကသိုလ်ကြီးဟာ1203ခုနှစ်မှာဘာသာကြားတို့ရဲ့မိရှုဖျက်ဆီးခြင်းကိုခံခဲ့ရပြီးပျက်စီးခဲ့ရတာဖြစ်ပါတယ်နာလန္ဒာကျောင်းတော်ကြီးဟာမဟာပညာအကျော်တို့ရဲ့စာပေနဲ့အတုပညာသင်ကြားပို့ချရာဌာနအဖြစ်ကြော်ကြားခဲ့တဲ့နေရာလည်းဖြစ်ပါတယ်နာလန္ဒာတက္ကသိုလ်အတွင်းကအရှင်သာရိပုတ္တရာအထိတ်မှတ်စီတီတော်ကြီးပဲဖြစ်ပါတယ်အရှင်သာရိပုတ္တရာလောင်းလျာဟာဒီနေရာမှာဖွားမြင်တော်မူခဲ့သလိုဒီနေရာမှာပဲပြိဋိဘံပြုတော်မူခဲ့တာဖြစ်ပါတယ်အရှင်သာရိပုတ္တရာမှာညီဖြစ်သူ3ဦးနဲ့ညီမဖြစ်သူ3ဦးရှိပြီးအားလုံးဟာယဟန္တာများသာဖြစ်ကြပါတယ်မေတော်ဖြစ်တဲ့ရူပတာရီပုံနှင်းမကြီးကမိစ္ဆာယူရှိတာကြောင့်နောက်ဆုံးပြိဋိဘံပြုကာနီးမှာမေတော်ကြီးရှိရာသို့ကြွတော်မူကားခြေချစ်တော်မူပြီးမှဖွားတော်မူရာတိုက်ခန်းနေရာမှာပြိဋိဘံဆန်တော်မူခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အထိတ်အမှတ်နေတဲ့ဒီနေရာမှာဇေဒီတော်ကြီးတဆူကိုခမ်းညားစွာတည်ထားခဲ့တာဖြစ်ပါတယ်။ဗိမိတာရမင်းကြီးရဲ့ကောင်းမှုတော်ဖြစ်တဲ့ဝေလူဝံကျောင်းတော်ရာပဲဖြစ်ပါတယ်။ဒီဝေလူဝံကျောင်းတော်ကြီးဟာမြတ်ဗုဒ္ဓရဲ့သာသနာတော်မှာပထမဆုံးပေါ်ပေါက်ခဲ့တဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်။ဒါကြောင့်လဲမြတ်ဗုဒ္ဓသာသနာတော်မှာကျောင်းတော်အစဝေလူဝံကားလို့အဆိုရှိခဲ့ကြပါတယ်။ဗိမိတာရမင်းကြီးရဲ့အတိတ်ဘဝကရွှေမျိုးပိတ္တာတွေကိုလည်းဒီဝေလူဝံကျောင်းတော်ကြီးထဲမှာပဲအလူဒါနပြုတာအမြအတန်းများပေးဝေပြီးကြွတန်းဝင်စေခဲ့ပါတယ်။မြတ်စွာဘုရားရဲ့အက္ခတာဝကနှစ်ပါးဖြစ်တဲ့အရှင်သာရိပုတ္တရာနဲ့အရှင်မဟာမောက္ကလမထေရနှစ်ပါးတို့ဟာလည်းဝေလူဝံကျောင်းတော်ရာအတွင်းမှာဘုရားရှင်နဲ့တွေ့ဆုံပြီးယဟန္တာဖြစ်ခဲ့တာအက္ခတာဝကယာရုကိုအသီးသီးချီးမြှင့်ခံခဲ့ကြရပါတယ်။အင်မတန်မှရုပ်လှကိုမတ်မောခဲ့တဲ့ဗိမိတာရမင်းကြီးရဲ့မိဖုရားကောင်ကြီးခေမာမီဘုရားဟာလည်းဒီဝေလူဝံကျောင်းတော်အတွင်းမှာပဲအကျွတ်တရားရခဲ့တာဖြစ်ပါတယ်။သာသနာတော်အတွက်အရေးပါလာတဲ့ဩဝါဒပါတိမောက်ကိုလည်းဒီကျောင်းတော်အတွင်းမှာပဲပထမဆုံးပြတော်မူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေဒီနေရာကိုဖြစ်ရပေါင်းစုံတဲ့ဝေလူဝံကျောင်းတော်လို့လည်းဆိုခဲ့ကြပါတယ်။ဒီနေရာကတော့မြတ်ဗုဒ္ဓဩဝါဒပါတိမောက်ပြရာနေရာဖြစ်ပါတယ်။မြတ်ဗုဒ္ဓသာသနာတော်မှာဩဝါဒပါတိမောက်နဲ့အာနာပါတိမောက်ဆိုပြီးပါတိမောက်နှမျိုးရှိပါတယ်။တက်တန်းတူတောင်းတဲ့ဘုရားရှင်တို့ရဲ့သာသနာမှာပရမဘောဓိလို့ခေါ်တဲ့ဝါတော်20အတွင်းမှာပဲဩဝါဒပါတိမောက်ကိုသာပြတော်မူခဲ့တာဖြစ်ပါတယ်။တက်တော်ရှိဘုရားတို့ရဲ့သာသနာမှာတော့ဩဝါဒပါတိမောက်တစ်မျိုးတည်းကိုသာသာသနာဆုံးသည့်တိုင်အောင်ပြတော်မူခဲ့ကြပါတယ်။ဩဝါဒပါတိမောက်ပြဖို့အတွက်တဘိုရဲလာပြည်နေဖြစ်ခြင်းအေဟိဘိက္ခုယဟန္တာကြီးသာဖြစ်ရခြင်းအလုံးဟာ
ပရိသံပိတာပတ္တစလာပိညယဟန္တာကြီးသာဖြစ်ရခြင်းဘယ်သူကမှမပိတ်မဖိတ်ဖဲအလိုလျောက်စုဝေးနေခြင်းဆိုတဲ့အချက်၄ချက်နဲ့ပြည့်စုံမှသာဒီဩဝါဒပါတိမောက်ကိုပြရတာဖြစ်ပါတယ်မဟာတက္ကရာ103ခုနှစ်တပုတ်ရဲလာပြည့်နေ့ညနေပိုင်းမှာတော့ဒီအင်္ဂါ၄ချက်နဲ့ပြည့်စုံတဲ့အတွက်မြတ်ဗုဒ္ဓဟာဒီနေရာမှာဩဝါဒပါတိမောက်ကိုပြတော်မူခဲ့တာဖြစ်ပါတယ်ဩဝါဒပါတိမောက်ဆိုတာကတော့တပ္ပပပတ္တအာကရဏံကုတလတ္တဥပတမရာသစိတ်တပရိယောဓပနံဧတံဗုဒ္ဓနာသာသနံဆိုတဲ့မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဖျားတိုင်းသာဟောမိတ်မှာသုံးဖြာဤစကားဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဝေဘာရတောင်ခြေမှာရှိတဲ့ဟိန္ဒူဘာသာဝင်များဇက်အလိုက်ရေးချိုးကြတဲ့ရေဘူးစမ်းဖြစ်ပါတယ်။အိန္ဒိယလူမျိုးတွေဟာအဲ့ဒီရေဘူးစမ်းမှာရေချိုးတဲ့အခါယောဂဗျာများကင်းစင်တယ်လို့အယူရှိခဲ့ကြပါတယ်။ဟိန္ဒူဘာသာဝင်တို့ရဲ့ဇက်ခွဲခြားမှုအရရေဘူးစမ်းမှာရေချိုးမဲ့နေရာကိုအဆင့်၃ဆင့်ခွဲခြားပြီး၃ခုပြုလုပ်လို့ထားပါတယ်။အခုမြင်တွေ့နေရတဲ့နေရာကတော့အရှင်မဟာကတ္တဗမထေရသတင်းသုံးတော်မူခဲ့တဲ့ပိပ္ပလိလှိုင်ကူပဲဖြစ်ပါတယ်။အရှင်မဟာကတ္တဗသတင်းသုံးနေထိုင်ခြင်းကိုအကြောင်းပြုပြီးငယ်နာမည်ပိပ္ပလိကိုဆွဲပြုကာပိပ္ပလိလှိုင်ကူလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကအရှင်မဟာကတ္တဗကိုဒုတိယတရဧတတဲ့ချင်းမြင့်တော်မူပြီးတတိယတာဝကနေရာမှာထားတော်မူခဲ့ပါတယ်။ဒီနေရာမှာအရှင်မဟာကတ္တဗမထေရကြီးမမမကျမ်းဖြစ်တဲ့အခါမှာဘုရားရှင်ကိုယ်တော်တိုင်ကြွရောက်တော်မူလာပြီးကတ္တဗဘုဇင်တုတ်ကိုခေါ်ကြားတော်မူခဲ့တာဖြစ်ပါတယ်။အရှင်မဟာကတ္တဗဟာဘုရားရှင်ပြိဋိနိဗ္ဗာန်ဆံတော်မူပြီးတဲ့နောက်ဗုဒ္ဓသာသနာတော်ကိုပခုံးပြောင်းတာဝန်ယူခဲ့ပြီးဥဆောင်ခဲ့ကာပရမသင်္ဃာယနာကိုတင်တော်မူခဲ့ပါတယ်။ရာဇဂိုပြည့်ရှင်ဘယင်အစာရတမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ဓာတ်တော်တိုက်နေရာဟောင်းဖြစ်ပါတယ်။မြတ်ဗုဒ္ဓပြိဋိနိဗ္ဗာန်ဆံပြီးတဲ့နောက်အစာရတမင်းကြီးဟာသူ့ရဲ့ဝေစုရဓာတ်တော်တွေကိုဌာပနာပြီးဒီနေရာမှာကြောက်စီတီကိုတည်ထားကိုးကွယ်ခဲ့ပါတယ်။မြတ်ဗုဒ္ဓပြိဋိနိဗ္ဗာန်ဆံပြီးတဲ့နောက်ပိုင်းအရှင်မဟာကတ္တဗမထေရကြီးဟာအနာဂရန္တဉာဏ်ဖြင့်ဆင်ញင်တော်မူလိုက်တဲ့အခါမှာဗုဒ္ဓဓာတ်တော်တွေရဲ့အန္တရာယ်ကိုမြင်တော်မူခဲ့ပါတယ်။ဒါကြောင့်အဇာရတမင်းကြီးနဲ့တိုင်ပင်ကနဂါးတို့စောင့်ရှောက်သောဓာတ်တော်များမှလွဲပြီးကျန်တဲ့ဓာတ်တော်များကိုကိုးကွယ်ပူဇော်ရယုံအနည်းငယ်သာခြံထားပြီးတကူတော်ဖြင့်ယူဆောင်တော်မူခဲ့ပါတယ်။အရှင်မဟာကတ္တဗမထေရယူဆောင်လာခဲ့တဲ့ဓာတ်တော်တွေကိုအခုမြင်တွေ့ရတဲ့နေရာမှာအတောင်60အနဲ့တူပြီးဆက်ရန်တရားများတက်ဆင်ကအပေါ်မှာကြောက်စီတီတီကပူဇော်ခဲ့ပါတယ်။သာသနာနှစ်218ခုနှစ်မှာတိရိဓမ္မသောကမင်းကြီးလမ်းတက်ပြီးတဲ့အခါဒီနေရာကဓာတ်တော်တွေကိုတူဖော်ပြီးဇေဒီပေါင်း8400တည်ထားတော်မူရာမှာ
ဌာပနာခဲ့တာပဲဖြစ်ပါတယ်ဗိမိတာရမင်းကြီးရဲ့စွန်ပန္တာတိုက်ဟာဝေဘာရတောင်ကျမှာတည်ရှိပြီးကြောက်တောင်ကိုထွင်းထူထားကလေးတောင်ကြကြအုတ်တိုက်တစ်ပွဲထွင်းထားတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။စွန်ပန္တာဆိုတာရွှေတိုက်လိုအဓိပ္ပာယ်ရပါတယ်။ဗိမိတာရမင်းကြီးလက်ထက်အခါကသူ့ရဲ့ရွှေငွေဘန္တာတော်များထားရှိတဲ့နေရာပဲဖြစ်ပါတယ်။ဗိမိတာရမင်းကြီးရဲ့စွန်ပန္တာတိုက်ဟာဆိုရင်ဖြင့်နှစ်ပေါင်း2500ကျော်ပြီဖြစ်တာကြောင့်တန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပါတယ်ဆေးဆရာကြီးဇီဝကရဲ့တရက်ဥယျာဉ်ကျောင်းတော်ရာလို့ဆိုတဲ့နေရာကိုလည်းအခုလိုတွေ့မြင်ခဲ့ရပါတယ်။မြတ်ဗုဒ္ဓလက်ထက်တော်အခါကဆေးဆရာတဦးဖြစ်တဲ့သမားတော်ဇီဝကဟာသူပိုင်ဆိုင်တဲ့အမ္ဘဝနတရက်ဥယျာဉ်တော်ကိုမြတ်စွာဘုရားအမှုရှိတဲ့တန်ဃာတော်များသရင်သုံးရန်အတွက်အဲ့ဒီဥယျာဉ်နေရာမှာကျောင်းဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ဒီတရက်ဥယျာဉ်ကျောင်းတော်ရာဟာအဖသက်မင်းကနေသာသနာဒါယကအဇာတသက်မင်းအဖြစ်သို့ကူးပြောင်းစီခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ဗိမိတာရမင်းကြီးအကျဉ်းချခံရတဲ့နေရာဟာအခုတွေ့နေရတဲ့အတိုင်းနိုင်ငံလေးဘက်စလုံးမှာကြောက်တုံးတွေနဲ့သုံးပေခန့်ကာယံထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်စတူယန်ပီ221ပေရှိတယ်လို့သိရပါတယ်။ခမည်းတော်ဗိမိတာရမင်းကြီးအားသားတော်အဇာတသက်ကဒေဝရရဲ့စေခိုင်းမှုကြောင့်ထောင်တွင်းအကျဉ်းချခဲ့ပါတယ်။အဇာတသက်ကခမည်းတော်ကြီးအားအစာရေစာမကျွေးဘဲချုံနှောင်ထားခဲ့တဲ့အတွက်ဝေရိဟီမိဖုရားကြီးကအစာရေစာများကိုလက်တစိတ်ကျွေးခဲ့တဲ့နေရာလည်းပဲဖြစ်ပါတယ်။ဒီအကြောင်းကိုအဇာတသက်သိတဲ့အခါမိဖုရားကြီးကိုလည်းတွေ့ခွင့်မပေးကတားမြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီနေရာဟာသားရဲ့ရက်စက်မှုကိုခွင့်လွှတ်နိုင်တဲ့ကြီးမားတဲ့ဖခင်မြတ်တာနဲ့လင်သားအပေါ်မှာသစ္စာစောင့်တည်တဲ့မိဖုရားလောကီဂုဏ်ရှိန်စည်းစိမ်တို့အတွက်ကဘာတုံအောင်ရက်ဆက်ခဲ့တဲ့အဇာတသက်တို့ရဲ့ကြေကွဲဝမ်းနည်းမှုများကြုံခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ဝိಶ್ವရှန္ဒီဇီဒီတော်ကြီးကိုဂျပန်နိုင်ငံသားဗုဒ္ဓဘာသာယဟန်တော်အရှင်ဖီကြီးကလှူဒန်းထားတာဖြစ်ပြီးကမ္ဘာငြိမ်းချမ်းရေးဇီဒီလို့လည်းခေါ်ဆိုကြပါတယ်ဝိಶ್วရှန္ဒီဆိုတာကတော့ဝိಶ್วကမ္ဘာရှန္ဒီငြိမ်းချမ်းခြင်းလို့ဆိုတာကြောင့်ကမ္ဘာငြိမ်းချမ်းရေးဇီဒီလို့ခေါ်ဆိုကြတာဖြစ်ပါတယ်ဇီဒီတော်ကြီးရဲ့လေးမျက်နှာမှာဘုရားရှင်ရဲ့တန်ဝေစနိယလေးဌာနဖြစ်တဲ့ဖွားပွင့်ဟောဆန်အလိုက်ပုံတော်များထုလုပ်ထားတာကိုလည်းခုတွေ့ရမှာဖြစ်ပါတယ်ဇီဒီတော်ရဲ့ရင်ပြင်ကနေမြတ်စွာဘုရားသတင်းသုံးတော်မူခဲ့တဲ့ဂိတ်စကုတ်တောင်ထိပ်မှာရှိတဲ့မူလကန္နာကူရီကျောင်းတော်ရာကိုလည်းဘုရားပူများအဝေးကနေရည်မှန်း၍ဖူးမြော်ခဲ့ကြပါတယ်
ဂိတ်စကုတ်တောင်ထိပ်မှာရှိတဲ့ဖျားရှင်သတင်းသုံးတော်မူရာမူလကန္နာကုတီတိုက်ကျောင်းတော်ရာနေရာဖြစ်ပါတယ်။တောင်ထိပ်မှာကြီးမားတဲ့ကြောက်တုံးကြီးတွေပေါ်ထက်နေတဲ့အတွက်အဝေးကနေလှမ်းကြည့်ရင်လင်းနာကြီးများနားနေတဲ့အတွင်ထင်ရမှာဖြစ်ပါတယ်။ဂိတ်ဆာဆိုတာကလင်းနာဖြစ်ပြီးကုတဆိုတာကတောင်ထွတ်ဖြစ်တာကြောင့်ဂိတ်စကုတ်တောင်လို့ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟာဒီနေရာမှာဖျားရှင်တိုင်းဟောကြားတော်မူမြဲဖြစ်တဲ့ပရိမိတ်တဇာလတုတ်တော်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီကျောင်းတော်ရာမှာပဲဗိမိတာရမင်းကြီးဟာတယောက်တည်းလာပြီးမြတ်ဗုဒ္ဓရဲ့တရားတော်များကိုနာကြားခဲ့တဲ့နေရာလေးဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့နေရာကတော့ရာစကြိုမြို့မှာရှိတဲ့ကြောက်တုံးများမှာအရာထင်နေတဲ့လှဲပင်းရာတွေပဲဖြစ်ပါတယ်။ဘုရားရှင်လက်ထက်ကရာစကြိုပြည်တာဝတိပြည်ဝေသာလီပြည်အစရှိတဲ့မင်းနေပြည်တော်တွေကိုဂုံတယ်တွေကုန်ကူးတဲ့အခါမှာချင်းချန်ရစ်ခဲ့တဲ့လှဲပင်းရာတွေပဲဖြစ်ပါတယ်။တော်တို့သည်ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူအပ်ခဲ့သည့်ဒေသနာများကိုနာကြားမှတ်ယူလျက်ဗုဒ္ဓဘုရားရှင်ပြိဋိနိဗ္ဗာန်ဇံဝင်တော်မူပြီးသည့်ကာလကြာတော်ညာလဲဗုဒ္ဓအရှင်သဗ္ဗညုရွှေဉာဏ်တော်ရတော်မူရာမဟာဗောဓိဌာနဖြစ်တဲ့နေရာကိုရောက်ရှိ၍တော်၎င်း
မရောက်ရှိနိုင်တော်ညာလဲအစဉ်အားဖြင့်ကြည်နူးပြီးရည်စူးလို့ဖူးမြော်လျက်ပါဗျာယနေ့တိုင်းမမေ့နိုင်မြေအောင်နေဘုရားမြတ်ရှင်ဟောတော်မူရမည်ယနေ့တိုင်းမမေ့နိုင်မြေအောင်နေဘုရားမြတ်ရှင်ဟောတော်မူရမည်မချွေလွန်ပြေအောင်နေအစိမ့်စုလို့ဥခိုက်ချဝစီခုနိုင်ပါ၏မရှိအာမငယ်ကြနဲ့ဖျားရှိနေတယ်လို့စိတ်ဝဲအမြဲဖူးမြော်၏ချူကြရင်တွင်ချမ်းမြေ့ကြည်လင်ကောင်းကျိုးချဝစီရရှိမဲ့စဉ်အနန္တကောင်းကျေးဇူးရှင်ရှင်နဲ့မမေ့အပ်စဉ်ရှင်နဲ့မမေ့အပ်စဉ်အနန္တကောင်းကျေးဇူးရှင်အလောင်းတော်ဖရာဝါတော်မူသောနေရာသဗ္ဗညုတရွှေဉာဏ်ရသောနေရာဓမ္မစကြာတရားဥဟောသောနေရာပရိနိဗ္ဗာန်ပြုသောနေရာသံဝေဇနိယဒေဌာနကိုအစီရင်ကပင်အရှင်ဖရာထေရှားရှိနေသလိုပင်ဘုမြောကြချဝစေအာမငယ်ကြနဲ့ဖျားရှိနေတယ်လို့စိတ်ဝဲအမြဲဖူးမြော်၏ထူးခြားရင်တွင်ချမ်းမြေ့ကြည်လင်ကောင်းကျိုးထာဝရရရှိမဲ့စဉ်အနန္တဂုဏ်ကျေးဇူးရှင်ရှင်နဲ့မမေ့အပ်စဉ်